Grade 2 တွဲ English Hub မှာကြိုဆိုလိုက်ပါတယ်။ယနေ့မျှဝေပေးမယ့်သင်ခန်းစာလေးကတော့ Grade 7 English Unit 11 Lesson 2 Weather Instruments ပဲဖြစ်ပါတယ်။ဒီနေရာမှာ instruments ရဲ့အသုံးအနှုန်းလေးကိုနည်းနည်းလောက်ရှင်းပြပါမယ်။ Instrument ဆိုတာကသူနဲ့တွဲပြီးသုံးနှုန်းတဲ့အသုံးအနှုန်းတွေမျိုးမျိုးရှိတယ်။ဥပမာ music နဲ့တွဲသုံးမယ် science and engineering တွေနဲ့တွဲသုံးလို့ရတယ်။ finance တွေနဲ့တွဲသုံးလို့ရတယ်။ law and policy တွေနဲ့တွဲသုံးလို့ရတယ်။အဲ့လိုတွဲသုံးတဲ့အခါမှာ music နဲ့တွဲသုံးရင် musical instrument science and engineering နဲ့တွဲသုံးရင် measuring instrument ဒီ weather instrument က science and engineering မှာပါတယ်။သူ့ကို measuring instrument အနေနဲ့သုံးတယ်။ finance နဲ့တွဲသုံးမယ်ဆိုရင် financial instruments law and policy နဲ့တွဲသုံးရင် legal instrument အနေနဲ့တွဲသုံးပါတယ်အဲ့ဒီမှာဒီmusic နဲ့တွဲသုံးရင် musical instrument ဆိုတာဥပမာ guitar တို့ piano တို့ harp တို့ flute တို့ပေါ့နော်ဒီလိုပလွေတွေစောင်းနေနဲ့တွဲသုံးမယ်ဆိုရင်ဒါသချင်းတွေဆိုတဲ့အခါမှာဒီလိုတွဲဖက်ပြီးတော့တီးခတ်ပြီးတော့အသုံးပြုတဲ့ပစ္စည်းဖြစ်တယ်။ Science and Engineering သိပ္ပံနဲ့နည်းပညာနဲ့ဘယ်မှာသုံးရင်သူ့ကို measuring instrument တိုင်းတာရေးကိရိယာအနေနဲ့သုံးတယ်။ဥပမာအပူချိန်တိုင်းကိရိယာ thermometer တို့လေဖိအားတိုင်းကိရိယာ barometer တို့ပေါ့နော်။အဲ့တော့ finance နဲ့တွဲသုံးမယ် financial instrument မှာဆိုရင်သူကငွေကြေးဆိုင်ရာစာချုပ်စာတမ်းတွေကိုဆိုလိုတယ်။ဥပမာ share တွေ stock တွေပြီးရင်ငွေတိုက်စာချုပ်လိုပုံစံ bonds တွေ check လက်မှတ်တွေပေါ့နော်။ဒီလိုနေရာတွေမှာfinancial instrument ဆိုပြီးတော့သုံးတယ်။နောက်ဆုံးဘယ်လိုခုနကပြောခဲ့တဲ့ law and policy ပေါ့နော် law and policy မှာဆိုရင်သူက legal instrument အနေနဲ့သုံးတယ်ဆိုရင်သူကတရားဝင်ဥပဒေကြောင်းအရာပေါ့နော်တရားဝင်ခိုင်မာတဲ့စာချုပ်စာတမ်းတွေမှာဆိုလိုခြင်းဖြစ်တယ်ဥပမာဘယ်လိုတွေလဲဆိုတော့အမွေပေးတဲ့စာချုပ် will တို့နော်အယောင်းဝယ်စာချုပ် contract တို့ဒီအာဏာလွှဲတဲ့စာချုပ်စာတမ်းတို့ပေါ့နော်အဲ့လိုမျိုးဒီနေရာမှာသုံးတယ်ပေါ့နော်ဒီ lesson 2လေးမှာသုံးထားတဲ့ weather instrument ဆိုရင်ဒါမိုးလေဝသတိုင်းကိရိယာလို့ခေါ်တယ်သူကို measuring instrument အနေနဲ့သုံးတယ် science and engineering ပေါ့နော်အဲ့တော့ဒီသင်ခန်းစာလေးမှာသင်ရတဲ့ weather instrument တွေကိုနည်းနည်းပါးလေ့လာကြည့်မယ်ဆိုရင်အရင်ဆုံး thermometer ကိုတွေ့ရပါလိမ့်မယ်ဒီမှာ thermometer ပေါ့နော် thermometer ဆိုတာကတော့မြန်မာလိုပြောမယ်ဆိုရင်တော့သူ့ကိုအပူချိန်တိုင်းကိရိယာလို့ခေါ်တယ်ဒီအပူချိန်တိုင်းကိရိယာတွေကဘယ်အရာတွေကိုတိုင်းတာတာလဲဥပမာရာသီဥတုဒါမှမဟုတ်ပတ်ဝန်းကျင်လေထုเนาะတခါတလေလူခန္ဓာကိုယ်ရဲ့အပူချိန်ဒီလိုမျိုးအပူအေးတွေကိုတိုင်းတာတယ်ဒါသူ့ကိုအသုံးပြုတဲ့ unit ကတော့ Celsius တို့เนาะ Fahrenheit တို့ ਨੇ အသုံးပြုလေးရှိတယ်အဲ့တော့ thermometer ဆိုတာအပူချိန်တိုင်းကိရိယာအပူချိန်ကိုတိုင်းတာတယ်ဒါဆိုရင်ဒါ barometer လို့ခေါ်တယ် barometer ကဘာကိုတိုင်းတာလဲဆိုတော့ air pressure တဲ့เนาะသူကိုမြန်မာလိုဆိုရင်လေဖိအားတိုင်းကိရိယာလို့ခေါ်တယ်လေဖိအားတိုင်းကိရိယာလို့ခေါ်တဲ့အတိုင်းပဲလေထုထဲမှာရှိတဲ့လေဖိအားကိုတိုင်းတာဖို့သုံးတယ်သူကဘယ်နေရာတွေမှာရေးပါလဲဆိုရင်လေဖိအားကျဆင်းလာပြီဆိုရင်မိုးရွာနိုင်ခြေရှိတယ်ဒီလိုမျိုးပေါ့နော်လေဖိအားတက်လာရင်ရာသီဥတုတာယာနိုင်တယ်လို့ခံမှန်းလို့ရတယ်ဒါရာသီဥတုတွေကိုခံမှန်းတဲ့နေရာမှာသုံးတဲ့ကိရိယာလေးတွေပေါ့နော် weather instrument လို့ခေါ်တယ်ဒါလေးကို rain gauge ပေါ့နော် rain gauge ကမိုးရေချိန်တိုင်းကိရိယာနာမည်အတိုင်းပဲမိုးရေချိန်ကိုတိုင်းတာတယ်ဥပမာဒီအချိန်ကာလတစ်ခုမှာမိုးရေပမာဏ rainfall ပေါ့နော်မိုးရေပမာဏဘယ်လောက်ရတယ်လဲဆိုတာကိုသိရဖို့အတွက်တိုင်းတာပါတယ်ဒီ rain gauge လေးရဲ့ရေးပါပုံကတော့သူကဥပမာစိုက်ပျိုးရေးတွေမှာပေါ့နော်စိုက်ပျိုးရေးတွေနဲ့ပြီးတော့ရေကြီးမှုခံမှန်းချက်တွေမှာဆိုရင်ဒီ rain gauge လေးကအင်မတန်ရေးပါတယ်anemometer anemometer ကိုနောက်တစ်မျိုးသူက rain gauge wind gauge လို့ခေါ်တယ် anemometer wind gauge လို့ခေါ်တယ်ဒီလိုပုံစံလေးမှာခွက်ကလေးတွေပါတယ်ပေါ့နော်ဒီမှာ mobile shape လေးတွေပါမယ်သူကအဓိကအဖြစ်တော့ anemometer ကိုနောက်တစ်မျိုးနော်နောက်တစ်မျိုး wind gauge လို့ခေါ်တယ်မြန်မာလိုပြောမယ်ဆိုရင်လေတိုက်နှုန်းကိုတိုင်းတာတဲ့ကိရိယာလို့ခေါ်တယ်လေတိုက်နှုန်းတိုင်းကိရိယာပေါ့နော်အဲ့တော့လေတိုက်နှုန်းကိုတိုင်းတာတယ် wind speed ကိုတိုင်းတာတယ်လို့ပြောထားတဲ့အတွက်သူကလေဟာအရှိန်ဘယ်လောက်မြန်တယ်လဲဆိုတာကိုတိုင်းတာတဲ့ကိရိယာတစ်ခုဖြစ်တယ်နော်အဲ့တော့ဒါလေးကတော့ wind vane ပဲဖြစ်ပါတယ် wind vane ကိုနောက်တစ်မျိုး weather vane လို့လည်းခေါ်ပါတယ်ဒီမှာသူက wind direction ကိုတိုင်းတာတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့သူ့ကိုမြန်မာလိုဆိုရင်တော့လေညွှန်တန်လို့ခေါ်လေးရှိကြတယ်အဲ့တော့လေညွှန်တန်ဆိုတော့သူကလေတိုက်ရအရက်မျက်နှာကိုညွှန်ပြပါတယ်သူ့ရဲ့လှုပ်ပုံကဒီမြားခေါင်းလေးပေါ့နော်ဒီမှာ
မြားကောင်းလေးရဲ့မြားကောင်းလေးကိုကြည့်ပြီးတော့သူကလေလာရအရက်ကိုသိရမှာပဲဖြစ်ပါတယ်ဥပမာဒီမြားကောင်းလေးကမြောက်ဘက်ကလေတိုက်ရင်မြောက်ဘက်ကိုညွှန်ပြနေမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ hygrometer လို့ခေါ်ပါတယ် hygrometer ကစိုထိုင်းစာတိုင်းကိရိယာလို့ခေါ်တယ်အဲ့တော့ humidity လို့ခေါ်တဲ့စိုထိုင်းစာကိုလေထုထဲမှာရှိတဲ့စိုထိုင်းစာကိုတိုင်းတာပဲဖြစ်ပါတယ်နော်အဲ့တော့သူ့ရဲ့အရေးပါပုံကတော့ဆိုတိုင်းစားတွေအယမ်းများနေရင်လူတွေအတွက်ဘာဖြစ်တယ်လဲဆိုရင်သူကအိုက်ဆက်ဆက်ဖြစ်စေပြီးတော့မိုးရွာဖို့အခွင့်အလမ်းပိုများတယ်ပေါ့နော်ဒီလိုလေးသိရပါတယ်အဲ့တော့နောက်တစ်ခုကတော့ wing sock ပေါ့နော် wing sock ကဘာလဲဆိုရင်သူ့ကိုမြန်မာလို့ဆိုရင်လေညွန့်အိတ်လို့ခေါ်မလားပဲပေါ့နော်လေညွန့်အိတ်လို့ခေါ်မယ်ထင်တယ်အဲ့တော့သူက speed and wing direction ကိုပြတယ်သူကိုလေတိုက်နှုံးပေါ့နော် speed ဆိုတော့လေတိုက်နှုံးနဲ့လေတိုက်ရအရက်နှစ်မျိုးစလုံးကိုခံမှန်းဖို့အတွက်သုံးတယ်အဲ့ဒီမှာအိတ်ကလေးကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒီအိတ်ကလေးကဒီအနောက်ဘက်ကိုဆန့်ထွက်နေတယ်ဆန့်တအားဆန့်ထွက်နေတယ်ဆိုရင်ဒါဟာလေတိုက်နှုံးပြင်းထန်တယ်လို့သိရတယ်အဲ့ဒီ wind sock လေးတွေကိုလေစိတ်တွေမှာဆိုရင်အတွေ့များတာပါတယ်နောက်တစ်ခုက compassသူကကြတော့လူတိုင်းသိမှာပါဒီမှာလေးတန်လိုက်အိမ်မြောင်လေးပေါ့နော်တန်လိုက်အိမ်မြောင်လေးဖြစ်ပါတယ်သူကတော့အရက်မျက်နှာမှာအရှိအနောက်တောင်မြောက် direction တွေကိုသိဖို့အတွက်တိုင်းတာပါတယ်တန်လိုက်အိမ်မြောင်ဟာအမြဲတမ်းမြောက်ဘက်ကိုပဲညွှန်ပြပါတယ် magnetic north မြောက်ဘက်ကိုပဲညွှန်ပြပါတယ်ပြီးတော့တန်လိုက်အိမ်မြောင်ဟာခရီးသွားတဲ့နေရာမှာလည်းအရန်သုံးဝင်ပါတယ်အရက်မျက်နှာကိုပြနေတာပေါ့နော်ဒီຢာတွေအကုန်လုံးကတော့ဒီသင်ခန်းစာထဲမှာပါမှာတော့မဟုတ်ဘူးဒါပေမဲ့ weather instrument လေးတွေကိုကျမတို့အတူတူကြိုတင်ပြီးတော့လေ့လာထားတာပဲဖြစ်ပါတယ်ဒါဆိုရင် lesson 2လေးစလေ့လာလို့ရပြီ lesson 2 weather instrument မိုးလေဝသတိုင်းကိရိယာများဒီသင်ခန်းစာလေးမှာဆိုရင် weather instrument and their functionမိုးလေဝသတိုင်းကိရိယာများနဲ့သူတို့ဤလှုပ်ဆောင်ချက်များကိုလေ့လာရမှာပဲဖြစ်ပါတယ်အဲ့တော့ exercise 1လေးမှာဆိုရင် match the pictures A to D with the weather instrument 1 to 4ဒီမှာ picture A B C D ပေါ့နော်ဒီပုံလေးပုံကို weather instrument 1 to 4နဲ့တွဲပြရမှာပဲဖြစ်ပါတယ်ဒီမှာကတော့ပုံလေးပုံရှိပြီး weather instrument 1 to 4ကဘာမှလဲဆိုရင်ဒီမှာ meteorologist မိုးလေဝသပညာရှင်ဖော်ပြထားတယ်သူရဲ့ website မှာဖော်ပြထားတဲ့ weather instrument လေးခုပဲဖြစ်တယ် weather vane wind gauge rain gauge thermometer ဒီလေးခုကိုကြည့်ပြီးတော့ဒီလေးခုကစာတွေကိုဖတ်ပြီးတော့ဒီပုံလေးပုံနဲ့တွဲပြရမှာပဲဖြစ်ပါတယ်တို့တွေကဒီမှာ weather instrument လေးတွေကိုအတူတူလေးလာပြီးသားဖြစ်တဲ့အတွက်ဒါလေးတွေကဘယ်ပုံလေးကဘယ်စာလေးနဲ့တွဲရမယ်ဆိုတာကိုတော့တန်းသိနေပြီဒါပေမဲ့ဒီပုံလေးတွေကိုအရင်လေ့လာမယ်လေ့လာပြီးတော့မှစာလေးကိုဖတ်ပြီးတော့မှအတူတူတွဲကြမယ်အဲ့တော့ picture A ကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာ cap ခွက်လေးတွေပါမယ် mobile shop เนาะလက်ပတ်နိုင်တဲ့ဝင်ရိုးတွေပါမယ်ပြီးရင် dial ဒိုင်ခွက်လေးပါမယ်ပေါ့နော်ပြီးရင်ဒီမှာ rooster ကြက်ပုံလေးနဲ့ဒီမှာဆိုရင် arrow မြားလေးပါမယ် not east south เนาะအရက်မျက်နှာတွေကိုပြထားတဲ့အတန်လေးတွေပါမယ်ဒီမှာဆိုရင် fish shack ရဲ့အဓိပ္ပာယ်ကတော့ဝင်ရိုးပါပဲဒါပေမဲ့အသေးတက်ထားတဲ့ဝင်ရိုးဆိုတော့ तू ကမလှုပ်ရှားဘူးဒီဝင်ရိုးကမလှုပ်ရှားပဲနဲ့တည်ငြိမ်နေတဲ့တိုင်လို့ပြောချင်တာပေါ့နော် fiction ဒီမှာဆိုရင်ဒါ cylinder ပုံလေးပေါ့နော် cylinder ပုံလေးမှာဒီမှာ funnel ဆိုတဲ့ကတော့လေးပါတယ်ဒီမှာဆိုရင်အတွင်းထဲမှာ narrow cylinder เนาะကျင်းမြောင်းတဲ့ပြုံလေးရှိမယ်အပြင်မှာဆိုရင် outer cylinder အပြင်ဘက်ပြုံလေးရှိမယ်ပေါ့နော်ဒါဆိုရင်ဒါပုံစီလေးဖြစ်တယ်ဒါဆိုရင် mercury ပြထားလေးတွေပါမယ် celsius max အဲ့တော့ဒါသူ့ရဲ့ unit ကို Celsius တို့ Fahrenheit တို့နဲ့တိုင်းတာတယ်လို့အရှိမပြောတယ်ပေါ့နော်အဲ့တော့ပုံလေးပုံကိုအရင်အတူတူကြည့်ပြီးသွားပြီတကယ်လို့ကိုကဒီပုံလေးတွေဟာဘယ် weather instrument ဖြစ်လဲဆိုတာကိုကသိနေပြီဆိုရင်တော့မှဒီအညွှန်းမှာပေးထားသလို weather instrument 1 2 3 4နဲ့တွဲပေးဖို့အတွက်စာလေးကိုတော့ဂရုတစိုက်ဖတ်ပေးဖို့လိုတယ်အဲ့တော့ the meteorologist မိုးလေဝသဗေဒပညာရှင်ကနေပြီးတော့သူရဲ့ website မှာဒီ weather instrument လေးခုကိုဖော်ပြထားပါတယ်အဲ့တော့အဲ့ဒါလေးတွေကိုတို့တွေအတူတူအရင်ဖတ်ကြမယ်မိုးလေဝသပညာရှင်ဖော်ပြထားတဲ့ weather instrument လေးခုအကြောင်းကိုမဖတ်မီမှာဒီ glossary လေးတွေကိုအရင်ဦးဆုံးလေ့လာကြပါမယ်အရင်ဆုံး atmosphere ကိုတွေ့ရပါလိမ့်မယ်
မြန်မာလိုတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့လေတုပေါ့နော်သူကတော့ဒီလိုခက်စစ်အနက်တိတ်ပဲလေးဖွင့်ဆိုထားတာကတော့ the mixtures of gases that surrounds the earth အဲ့တော့ကမ္ဘာမြေကိုဝန်းရံထားသောဓာတ်ငွေ့အလွှာလို့ဘာသာပြန်လိုက်ရင်အဆင်ပြေမယ်နော်ဓာတ်ငွေ့တွေရောနှောထားတာပေါ့နော်ဓာတ်ငွေ့တစ်မျိုးတည်းမဟုတ်ဘူးဓာတ်ငွေ့တစ်မျိုးထပ်ပို့ပြီးတော့ရောနှောထားတာဖြစ်တယ်ဒါကြောင့် the mixture of gases that surrounds the earth ကိုတို့တွေကကမ္ဘာမြေကိုဝန်းရံထားသောဓာတ်ငွေ့အလွှာလို့ဘာသာပြန်လိုက်မယ် atmospheres ကိုတို့တွေဓာတ်ရိုက်ဘာသာပြန်လိုက်ရင်တော့လေထုလို့ပြောကြတာပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ instrument ကဒီသင်ခန်းစာရဲ့အစမှာပဲသူနဲ့တွဲပြီးတော့ musical instrument နော်ပြီးသွားလို့ရှိရင် financial instrument legal instrument weather instrument measuring instrument ဒီလိုမျိုးတို့တွေအတူတူလေ့လာခဲ့ကြတယ်ဒီမှာကောသူကဘလို့များအထိပ္ပယ်ဖွင့်ဆိုထားလဲနော်တို့တွေကတော့တိုက်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင် instrument ကိုပစ္စည်းတို့ကရိယာတို့ဒီလိုဘာသာပြန်တာပေါ့ဒီမှာဆိုရင် a tool or device ပစ္စည်းကရိယာတစားဘလာပဲ use for scientific work နော် scientific work ဆိုတော့သိပ္ပံလုပ်ငန်းတွေပေါ့နော်သိပ္ပံဆိုင်ရာလုပ်ငန်းတွေအတွက်အသုံးပြုတဲ့ကရိယာပစ္စည်းဒီလိုဘာသာပြန်မယ်ပြီးရင် spin ဆိုတာတော့ verb ပေါ့နော်ဒါရိုက်ဘာသာပြန်မယ်ဆိုရင်တော့လေပတ်သည်လို့ဘာသာပြန်မယ်အဲ့တော့ဒီမှာအဓိပ္ပာယ်ဖွင့်ဆိုထားတာလေးကတော့ turn around and around quickly လင်းမြန်စွာလဲပြီးရင်လဲတယ်ဆိုတော့ပတ်ချလဲနေတာပေါ့ဒီလိုသဘောတရားလေးရှိမယ် face နော် face ကိုဓာတ်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင်တော့တက်ဆင်သည်မြဲမြံအောင်တက်ဆင်သည်မြဲမြံစေသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာကျတော့ place something in a way that does not move easily does not move easily အလွယ်တကူမလှုပ်ရှားနိုင်အောင် place something in a way that does not move easily ဒါဆိုရင်တစုံတစ်ခုကိုပေါ့နော်တစုံတစ်ခုကိုအလွယ်တကူမလှုပ်ရှားနိုင်အောင်တနေရာမှာမြဲတက်ဆင်ထားသည်ဆိုတဲ့အဓိပ္ပာယ်လေးနော်ဒါဆိုရင်နောက်တစ်လုံးကတော့ shaft ဒါရိုက်ဘာသာပြန်မယ်ဆိုရင်တော့ဝင်ရိုးတို့လက်တံတို့ကို shaft လို့ခေါ်မှာပေါ့နော်a long narrow path of a tool which holds or turns other parts အဲ့တော့ other parts အခြားစိတ်ပိုင်းများကိုနော်လေပတ်စေသည့်ဒါမှမဟုတ်ထိန်းထားပေးသည့်နော်အထူးဆိုတော့ Kriya long narrow path ရှည်လျားပြီးကျဉ်းမြောင်းတဲ့အစိပ်အပိုင်းဒါဆိုရင်ဘာသာပြန်မယ်ဆိုရင်အခြားအစိပ်ပိုင်းများကိုထိန်းထားပေးသည်သို့မဟုတ်လေပတ်စေသည့် Kriya များဤရှည်လျားကျဉ်းမြောင်းသည့်အစိပ်အပိုင်းဒါရိုက်ဘာသာပြန်လိုက်ရင်တော့ဝင်ရိုးပေါ့နော် dial ဒိုင်ကွက်ကတော့သိမယ်နိုင်တွေဘာတွေမှာလဲရှိတယ်เนาะအဲ့တော့ the path of a machine that show you a measurement of something ဒါဆိုရင် measurement of something ပစ္စည်းတစ်ခုကိုတိုင်းတာရရှိတဲ့ပမာဏပေါ့เนาะအတိုင်းတာရရှိတဲ့ပမာဏကိုဖော်ပြပေးသည့်စက်ရဲ့အစက်ရပိုင်းတစ်ခုပဲဖြစ်ပါတယ် mobile ဆိုတဲ့အဓိပ္ပာယ်ကရွေလျားနိုင်သောဆိုတဲ့အဓိပ္ပာယ်ပါဒီမှာ adjective ပါဒါကြောင့် able to move အဓိပ္ပာယ်ကလည်းရွေလျားနိုင်သောလှုပ်ရှားနိုင်သောဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော် rainfall ဒါရိုက်ဘာသာပြန်မယ်မိုးရေချိန်အဲ့တော့ဒီမှာအဓိပ္ပာယ်ဖွင့်ဆိုထားတာလေ the amount of rain that falls မိုးရွာသွန်းသည့်ပမာဏโอเคဒါလေးတွေကိုအလွယ်တကူလေးလာလို့ရအောင်ဒီမှာဘာသာပြန်လေးထည့်ပေးထားပါတယ်အဲ့တော့ဒီ glossary လေးကိုလေ့လာပြီးသွားပြီဆိုရင်တို့တွေမိုးလေဝသပညာရှင်ဖော်ပြထားတဲ့ website လေးကိုဆက်လက်လေ့လာကြရအောင် The Meteorologist မိုးလေဝသပညာရှင်တဲ့သူကသူ့ရဲ့ website မှာဒီလိုမိတ်ဆက်စကားလေးစာပြီးတော့ရေးထားပါတယ် I am a meteorologist ကျွန်တော်အားတဲ့မိုးလေဝသပညာရှင်တယောက်ပါတဲ့ I make weather forecast by studying clouds, rain, wind, and temperature of the Earth's atmosphere. ကျွန်တော်အားတဲ့ကမ္ဘာမြေကြီးရဲ့လေထုရဲ့အပူချိန်တွေကမ္ဘာလေထုရဲ့အပူချိန်လေတွေမိုးတွေတိမ်တွေကိုလေ့လာခြင်းအပြင်မိုးလေဝသခန့်မှန်းချက်တွေကိုတဲ့ပြုလုပ်ပါတယ်တဲ့ forecast ဆိုတဲ့အဓိပ္ပာယ်ကကြိုတင်ခန့်မှန်းတာ weather forecast ဆိုတော့မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေပေါ့နော်Welcome to my website ကျွန်တော်ရဲ့ website ကနေကြိုဆိုပါတယ်ဒါဆိုရင်သူကဒီမှာ weather instrument လေး၄ခုဖော်ပြမယ်ဖော်ပြထားတဲ့ချိန်မှာမှပထမအဆုံး number 1 weather vane ဒီမှာကျမတို့တွေကသင်တဲ့ခါကျရင်တော့လေညွန်တန်းဆိုတဲ့နာမည်လေးကိုတော့ဒီမှာတော့ခဏမြုပ်ထားလိုက်မယ်ပေါ့နော်အဲ့တော့ weather vane လို့ပဲထည့်ပြောမယ်ပေါ့ပထမဆုံးတစ်ကြောင်းကိုအရင်ဖတ်မယ် a weather vane ကတဲ့ shows ပြသပါတယ် wind direction
လေတက်ရလမ်းကြောင်းတွေကိုပြသပါတယ်ဒါဆိုရင်မြန်မာလိုလေးနာမည်ပေးလိုက်မယ်လေညွန်တန် Okay ဒါဆိုရင်ဒီမှာလေညွန်တန်လေးကိုထည့်ပြောတော့မယ် away the vein လေညွန်တန်လေးမှာတဲ့ has an arrow that can spin and show which direction the wind is blowing from ဒါဆိုရင်လေတွေကဘယ်လမ်းကြောင်းကတိုက်တယ်လဲဆိုတာကိုပြသနိုင်တော့လေပတ်နေတယ်နော်လေ spin ဆိုတာအရှိက glossary မှာလေ turn around and around quickly ဆိုတော့လေလေမြမြပတ်ချလဲလဲပတ်တယ်လို့ပြောထားတယ်လေနော်ဒါကြောင့်ဒီမှာအစဉ်သင့်ဘာသာပြန်ရမယ်ဆိုရင်လေတွေဟာဘယ်လမ်းကြောင်းကနေတိုက်တယ်လဲဆိုတာကိုပြသနိုင်တော့နော်လဲပတ်နိုင်တော့မြားတစ်ခုရှိပါတယ်ဒီလိုလေးဘာသာပြန်ကြမယ်သင်လျော်အောင်အဲ့တော့ဆက်ပြီးတော့ပြောမယ်ဆိုရင် the direction နော် direction အရက်မျက်နှာတွေ north south east and west နော် north south east and west အရှေ့အနောက်တောင်မြောက်အဲ့ဒီအရက်မျက်နှာတွေကိုတဲ့ map မှတ်သားထားပါတယ် on separate fixed shapes on separate fixed shapes နော်တီးခြားစီဖြစ်တဲ့အသေးတက်ဆင်ထားတဲ့ဝင်ရိုး fixed shape ရဲ့အဓိပ္ပာယ်ကိုအရှိမလေ့လာပြီးထားတယ်နော်အသေးတက်ဆင်ထားတဲ့ဝင်ရိုးတွေပေါ်မှာအရှိအနောက်တောင်မြောက်ဆိုတဲ့အမှတ်သားလေးတွေမှတ်သားထားတယ်အဲ့တော့ where the veins လေညွန်နံတွေကိုနော်လေညွန်နံတွေကို are placed usually placed on the roofs or buildings on the roofs or buildings အဲ့တော့ on the roofs or buildings ဆိုတော့အဆောက်အဦတွေရဲ့ခေါင်မိုးပေါ်မှာများသောအားဖြင့်ထားကြပါတယ်အဲ့တော့လေညွန်နံတွေကိုအဆောက်အဦတွေရဲ့အမိုးပေါ်မှာများသောအားဖြင့်တက်ဆင်ထားလေးရှိပါတယ်အဲ့တော့ we can sometimes see where the veins decorated in the shape of a rooster ကျွန်တော်တို့အားတဲ့နော်တခါတလေဆိုလို့ရှိရင်တဲ့ဒီကြက်ဖပုံတံအလှဆင်ထားတဲ့လေညွန်တန်လေးတွေကိုတွေ့နိုင်ပါတယ် they are called weathercocks and they ဆိုတာက where the vein decorated in the shape of a rooster ကိုပြောချင်တာကြက်ဖပုံတံအလှဆင်ထားတဲ့လေညွန်တန်တွေကိုတို့တွေဘယ်လိုခေါ်လဲဆိုရင် weathercocks နော်မိုးလေဝသဒီကြက်ဖပုံတန်လေးနဲ့လေးညွန်တန်ပေါ့နော်ကြက်ဖပုံတန်ရှိတဲ့လေးညွန်တန်လေးလို့ခေါ်ပါတယ်weather cops လို့ခေါ်လိုက်တာပဲပိုကောင်းတယ်ပေါ့နော်ဒါဆိုရင်ဒီပုံစံလေးပေါ့နော်ဒီမှာဆိုရင် weather cop လေးပေါ့ဒီမှာဆိုရင်ကြက်ဖပုံလေးပါမယ် arrow လေးပါမယ် arrow ကဒီဝင်ရိုးမှာလဲပတ်နိုင်တယ် direction เนาะလေးပဲရက်ကတိုက်လဲဆိုတဲ့ direction ကိုပြနိုင်တယ်ဒီမှာဆိုရင်ဒီ fish shape မှာ north east south west သင်္ကေတအမှတ်လေးတွေပါမယ်ဒါဆိုရင်ခေါင်းမိုးရဲ့အပေါ်မှာတင်ထားမယ်ဒါလေး weather cop လေးဒါဆိုရင်အရှိမပေးထားတဲ့ picture တွေက ABCD တဲ့ရဆိုရင် B နဲ့ကြိုက်မယ်ဒါဆိုရင်အဲ့ဒီ B မှာတို့တွေကဒီ number 1လေးနဲ့သွားတွဲပေးရမယ်ဒီပုံလေးကို weather vane လို့ခေါ်မယ်Number 2, wing gauge. A wing gauge is used to measure wing speed. Wing gauge ကို is used အသုံးပြုတယ် to measure wing speed. To measure wing speed ဆိုတော့လေတိုက်နှုန်းပေါ့နော်လေတိုက်နှုန်းကိုတိုင်းတာဖို့အသုံးပြုတယ်ဆိုတော့ဒီ wing gauge ကိုတို့တွေကဘယ်လိုခေါ်မလဲလေတိုက်နှုန်းပြကရိယာလို့ခေါ်မှာပေါ့နော်အရှိမဆိုရင်လေ anemometer ဆိုပြီးတော့လေ့လာထားတယ်အဲ့တော့ it consists of forecast ခွက်လေးကပါမယ်and a dial အတိုင်းကွက်လေးတစ်ခွက်ပါမယ် which are faced to a mobile shaft which are faced to a mobile shaft နော် mobile shaft ဆိုတော့လဲပတ်နိုင်တဲ့ဝင်ရိုးနော် fix ဆိုတာတက်ဆင်ထားတော့လဲပတ်နိုင်တဲ့ဝင်ရိုးပေါ်မှာတက်ဆင်ထားတော့အသေးတက်ဆင်ထားတဲ့ဒိုင်ကွက်လေးပါမယ်ဒါဆိုဒိုင်ကွက်ပုံစံလေးနဲ့ခွက်လေးခွက်နဲ့ပုံလေးကိုမျက်စိထဲမှာမြင်အောင်လာပြီအဲ့တော့ when the wind blows လေတွေတိုက်တဲ့အခါမှာ the cupsခွက်တွေက spin around လဲပတ်နေတာပတ်လဲပတ်နေပါတယ် the speed of rotation shows the speed of wind the speed of rotation ဆိုတော့အဲ့ဒီခွက်တွေလဲပတ်တဲ့အရှိန်နှုန်းပေါ့နော် speed ဆိုတာအမြန်နှုန်းကိုပြောတာ rotation ဆိုတာလဲပတ်တာ the speed of rotation ဆိုတော့တို့တွေကလဲပတ်သည့်အရှိန်နှုန်းလို့ဘာသာပြန်လိုက်မယ် shows ပြသပါတယ် the speed of wind လေတိုက်နှုန်းကိုပြသပေးပါတယ်အဲ့ဒီခုနက dial ပေါ့နော်ခွက်ကလေးထဲမှာလေဘလောက်တိုက်နေလဲဆိုတဲ့နှုန်းထားလေးကသွားပေါ်မှာပဲဖြစ်ပါတယ်အဲ့တော့ the wind speed လေတိုက်နှုန်းကတဲ့ appears ပေါ်လာတယ် on the dial ခုနကဒိုင်ခွက်လေးမှာပေါ်နေတယ်ကိုရီးယားဒီလေဘလောက်တိုက်လဲဆိုတာကိုဒီဒိုင်ခွက်လေးပေါ်မှာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ် wind gauges are also called anemometers ဒီ
ဒီလေတိုင်းနှုန်းပြကိရိယာတွေကိုတဲ့ are also called anemometers anemometers လို့လည်းခေါ်ပါတယ် wind gauge ဆိုတာ anemometer က wind gauge အတူတူပဲအဲ့တော့ wind gauges ဒီမှာတော့အများပေါ့နော် wind gauges တွေကို are also called anemometers တွေလို့ခေါ်ပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့ဒီနှစ်ခုစလုံးက anemometer ပဲဖြစ်ဖြစ် wind gauge ပဲဖြစ်ဖြစ်ပေါ့နော်လေတိုင်းနှုန်းပြကိရိယာပေါ့အဲ့တော့ they are the simplest wind measurement tool they are the simplest wing measurement tool simplest ဆိုတာ simple ကနေလာတာ superlative degree ပေါ့နော်အယိုးရှင်းဆုံးလို့ဘာသာပြန်မှာပေါ့အဲ့တော့ wing measurement tool ဆိုတော့လေတိုင်းတာရေးကိရိယာတွေဖြစ်တယ်အယိုးရှင်းဆုံးလေတိုင်းတာရေးကိရိယာတွေဖြစ်ပါတယ် and are put in high places အဲ့တော့ဒီ anemometer တွေ wing gauge တွေကို high places ဒီမြင့်တဲ့နေရာတွေမှာထားလေးရှိပါတယ်ဒါဆိုရင်ခွက်လေးခွက်เนาะ dial လေးပါတယ်ဒီမှာဆိုရင်ခွက်လေးခွက်ဒီမှာ dial လေးပါတယ်ဒီပုံလေးကိုမြင်လိုက်ပြီဆိုရင်တို့တွေကနံပါတ် A နဲ့သွားတူမယ်ဒါဆိုရင် A မှာ wing gauge ဆိုပြီးတော့သွားတွဲပေးရမယ်เนาะ3 rain gauge meteorologists မိုးလေဝသပညာရှင်တွေကတဲ့ use အသုံးပြုပါတယ် rain gauges เนาะ rain gauges တွေကိုအသုံးပြုတယ် to measure the amount of rainfall မိုးရေချိန်ပမာဏကိုတိုင်းတာဖို့ rain gauges တွေကိုအသုံးပြုတယ်ဆိုတော့ဒါဆိုရင် rain gauge ကမိုးရေချိန်တိုင်းကိရိယာပဲဖြစ်ပါတယ်အဲ့တော့မိုးလေဝသပညာရှင်များသည်မိုးရေချိန်ပမာဏကိုတိုင်းတာဖို့မိုးရေချိန်တိုင်းကိရိယာတွေကိုအသုံးပြုကြပါတယ်ဒါဆိုရင်မိုးရေချိန်တိုင်းကိရိယာမှာအပိုင်း၃ပိုင်းပါဝင်ချောင်းကိုသူကပြောထားတယ် a rain gauge consists of 3 parts အဲ့ဒီအပိုင်း၃ပိုင်းက a funnel เนาะကတော့တစ်ခုပါမယ် a long narrow cylinder เนาะဖန်ပြုံရှည်ကျင်းရှည်ဖန်ပြုံလေးတစ်ခုပါမယ် and an outer cylinder အပြင်ဘက်ကဖန်ပြုံတစ်ခုပါမယ်အဲ့ဒီမှာ rainမိုးရေတွေက fall through the funnel into the narrow cylinder ဒီဖန်ပြုံကျင်းတဲ့ကိုကတော့ကနေတဆင့်စီးဝင်သွားမယ် when the narrow cylinder fills အဲ့တော့ဒီဖန်ပြုံကျင်းလေးမှာဒီမိုးရေတွေပြည့်သွားပြီဆိုတဲ့အချိန်မှာ the rain water in the narrow cylinder flows into the outer cylinder ဒီဖန်ပြုံကျင်းထဲမှာရှိတဲ့မိုးရေတွေဟာဒီပြင်ပဖန်ပြုံထဲကိုပြန်ပြီးတော့စီးသွားမှာမယ်အဲ့တော့ rain gauges တွေကို are put ထားတယ်ဘယ်နေရာတွေမှာထားလဲဆိုရင် in open places ဟင်းလင်းပြင်တွေကွင်းပြင်တွေမှာထားတယ် away from buildings and tree သစ်ပင်တွေဒီအစာအုပ်တွေနဲ့ဝေးရာဟင်းလင်းပြင်တွေကွင်းပြင်တွေမှာထားပါတယ်ဘာဖြစ်လို့လဲဆိုတော့သစ်ပင်တွေအောက်အစာအုပ်တွေအောက်မှာထားမယ်ဆိုရင်ရွာတဲ့မိုးတွေဟာဒီခေါင်မိုးတွေကမှတဆင့်ဒီသစ်ရွက်တွေသစ်ကိုင်းတွေကမှတဆင့်ဒီ rain gauge တွေကိုဝင်သွားမယ်ဆိုရင်မိုးရေချိန်ဘယ်လောက်လဲဆိုတာကိုတိုင်းတာရမှာမှန်ကန်တော့မှာမဟုတ်ဘူးဒီဟင်းလင်းပြင်တွေမှာထားတဲ့အခါကျရင်ဒီကောင်းကင်ကနေရွာချတဲ့မိုးရေပမာဏအတိအကျကိုပဲတိုင်းတာလို့ရမှာဖြစ်တယ်ဒါဆိုရင်ဒီမှာเนาะဒီလို funnel ရဲ့ along narrow cylinder ရဲ့ outer cylinder ရဲ့ပါတယ်ဆိုတော့ဒီလိုပုံလေးပဲဖြစ်တယ်ဒါဆိုရင် picture ABCD မှာဆိုရင် C နဲ့သွားပြီးတော့ကိုက်ညီပါတယ်ဒါကြောင့် picture C မှာဆိုရင် rain gauge နဲ့တွဲပြရပါလိမ့်မယ် 4 thermometers show air temperature thermometers တွေကလေထုအပူချိန်ကိုပြသပါတယ်အဲ့တော့ thermometer ဆိုတာအပူချိန်တိုင်းကိရိယာပေါ့ There are different kinds of thermometers thermometer ပုံစံအမျိုးမျိုးရှိပါတယ်တဲ့အဲ့ဒီထဲမှာ the simplest one is the mercury thermometer အရိုးရှင်းဆုံးကတော့ဒီပြဓာ thermometer ပဲဖြစ်ပါတယ် It consists of a globe tube with mass on itဒါဆိုရင်ဒီ thermometer လေးမှာဘာတွေပါဝင်လဲကြည့်ရအောင်အဲ့ဒီ thermometer လေးပေါ်မှာအမှတ်သားလေးတွေပါတယ်ဖန်ပြုံလေးပါဝင်ပါတယ် Celsius C mass Celsius mass Fahrenheit F mark Fahrenheit mass အဲ့တော့ Celsius အမှတ်တွေ Fahrenheit အမှတ်တွေရှိမယ်အဲ့တော့ Celsius mass ဟာ on one side of the tube ဒီဖန်ပြုံလေးရဲ့တစ်ဖက်မှာဆိုရင် Celsius မှတ်ပါမယ် and Fahrenheit mass on the other sideတခြားတစ်ဖက်မှာဆိုရင် Fahrenheit မှတ်ပါမယ်အဲ့တော့ဒီ globe 2လေးရဲ့ဘယ်ညာပေါ့နော်တစ်ဖက်မှာ Celsius ပါရင်တစ်ဖက်မှာ Fahrenheit မှတ်ပါလိမ့်မယ်
The two contains liquid mercury ဒီဖန်ပြုံလေးမှာဆိုရင်ဒီ mercury လို့ခေါ်တဲ့ပြတ်ဓာတ်အရည်လေးတွေပါဝင်မယ်အဲ့ဒီမှာ when the temperature rises အပူချိန်မြင့်တဲ့အချိန်မှာဆိုရင် the mercury level increases ဒီဗဓာတ်ရဲ့ level လေးဟာမြင့်တက်နေပါလိမ့်မယ်တဲ့ဒါဆိုရင်နောက်ဆုံးပုံလေးတစ်ပုံဖြစ်မယ်နော်နံပါတ် D ဖြစ်ပါတယ် the mercury cesium မှတစ်ဖက်မှာ cesium မှပါရင်တစ်ဖက်မှာ Fahrenheit မှပါတယ်ဒါလေးကို thermometer လို့ခေါ်ပါတယ်Weather instrument ၄ခုအကြောင်းဖတ်ပြီးပြီဆိုတော့ picture A B C D နဲ့ weather instrument 1 2 3 4ကိုတွဲပေးလို့ရပါပြီ picture A ဒါ weather instrument လေးဖြစ်မလဲ wind gauge လေတိုက်နှုန်းပြကိရိယာဖြစ်ပါတယ် picture B arrow လေးတွေနော် north east south west လေးတွေပါတယ်ကြက်ဖပုံလေးနဲ့ weather vane လေးညွန်တန်ဖြစ်ပါတယ်ဒီမှာ funnel narrow cylinder outer cylinder ပါတယ်ဒါလေးကတော့ picture C လေးကတော့ rain gauge မိုးရေချိန်တိုင်းကိရိယာဖြစ်ပါတယ်ဒီမှာ cesium မှတ်တွေmercury တွေပါတယ်နော်ဒီဟာလေးကတော့အပူချိန်တိုင်းကိရိယာ thermometer ဖြစ်ပါတယ် exercise 2 read the passage and write the instrument name that each sentence describes weather vane WV wind gauge WG rain gauge RG or thermometer T အဲ့တော့စာပိုက်ကိုပြန်ဖတ်မယ်ဖတ်ပြီးသွားရင်ဒီ sentence တစ်ခုစီရဲ့ဘေးမှာ instrument name လေးတွေကိုရေးမယ်သူကအတူကောက်လေးတွေရေးခိုင်းတာ weather vane ဆို WV လို့ရေး wind gauge ဆိုရင် WG လို့ရေး rain gauge ဆိုရင် RG လို့ရေး thermometer ဆိုရင် T လို့ရေး Number 1 It shows how fast or slow the wind is blowing လေတိုက်တာကဘလောက်မြန်တယ်လဲဘလောက်နှေးတယ်လဲဆိုတာကိုပြသတာ weather vane လား wind gauge လား rain gauge လား thermometer လားဘာဖြစ်မလဲအဲ့တော့လေတိုက်နှုန်းကိုပြတာဖြစ်တဲ့အတွက်လေတိုက်နှုန်းပြကရိယာ wind gauge ဖြစ်ပါတယ် It shows the direction of wind လေတိုက်တဲ့ဥတီဘက်ကိုပြသတာဖြစ်တဲ့အတွက်လေတိုက်ရာဥတီဘက်ကိုပြသတဲ့လေညွှန်တန် weather vane ဖြစ်ပါတယ် It measures how hot or cold the air is လေဘလောက်ပူတယ်လဲဘလောက်အေးတယ်လဲဆိုတာကိုတိုင်းတာတယ်ဆိုတော့ဒါအပူချိန်ကိုတိုင်းတာတာပေါ့နော်လေထဲမှာရှိတဲ့အပူချိန်ကိုတိုင်းတာတာဖြစ်တဲ့အတွက် thermometer T ဖြစ်ပါတယ် It measures the amount of water the rains that rain that falls that rains It measures the amount of water that falls that rain မိုးအနေနဲ့ရွာချတဲ့ရေပမာဏကိုတိုင်းတာတယ်ဆိုတော့ဒါမိုးရေကိုတိုင်းတာတဲ့မိုးရေချိန်တိုင်းကိရိယာဖြစ်တဲ့ rain gauge It is also called an anemometer anemometer လို့လည်းခေါ်သေးတယ်တဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် rain gauge rain gauge ကို anemometer လို့ခေါ်တယ် anemometer ကို rain gauge လို့ခေါ်တယ်အရှိကစာပိုက်လေးတွေကိုကြည်ကြည်ညက်ညက်ဖတ်ထားမယ်ဆိုရင်ဒီသင်ခန်းစာလေးတွေကအရန်လွယ်ပါတယ် Exercise 3 Read the passage again and describe if the statements are true or false စာပိုက်ကိုထပ်ဖတ်ခိုင်းတယ်နော်ထပ်ဖတ်ပြီးတော့မှဒီ statements တွေကမှန်သလားမှားသလားဆိုတာကိုရေးပြရမယ်ထူးခြားချက်လေးကတော့ correct the statements that are false မှားနေတဲ့ statement ဖော်ပြချက်တွေကိုအမှန်ပြန်ပြင်ပေးရမယ်ဘယ်စကားလုံးလေးကြောင့်မှားတာလဲအမှန်စကားလုံးကဘာလဲမှန်တယ်ဆို true လို့ရေးမယ်မှန်တယ်ဆိုရင်ပြန်ပြင်ပေးစရာမလိုတော့ဘူးမှားတယ်ဆိုရင်တော့ဘာကြောင့်မှားတယ်လဲဆိုတာကိုပြန်ပြင်ပေးရမယ် Number 1 When the wind blows the arrow of the weather vane turns around လေတိုက်တဲ့အချိန်မှာတဲ့လေညွန်တန်ရဲ့မြားလေးကတဲ့ပတ်သွားတယ်တဲ့လဲသွားတယ်တဲ့မှန်လားမှန်ပါတယ်မြားလေးကလဲသွားပြီးတော့လေတိုက်တဲ့ဘက်ကိုပြပါတယ်မြောက်ကတိုက်ရင်မြောက်ရက်ကိုပြတယ်တောင်ရက်ကတိုက်ရင်တောင်ရက်ကိုပြပါတယ်မှန်ပါတယ်မှန်တဲ့အတွက် statements ကိုပြန်ပြီးတော့ပြင်ပေးစရာမလိုပါဘူး Number 2 Rain gauges are placed near buildings and trees မိုးရေချိန်တိုင်းကိရိယာတွေကိုတဲ့အဆောက်အဦတွေတစ်ပင်တွေရဲ့အနားမှာထားပါတယ်တဲ့တစ်ချက်လောက်ပြန်စဉ်းစားကြည့်အောင် True or false False မှားပါတယ်ဘယ်စကားလုံးလေးကြောင့်လဲအရန်သိတာတယ်နော် near ဆိုတဲ့စကားလုံးလေးကြောင့်ဖြစ်ပါတယ်တကယ်တော့သူဒီမိုးရွာတဲ့မိုးရေချိန်အတိအကျရကျင်တာဖြစ်တဲ့အတွက် open places တွေမှာထားတယ်အဲ့တော့ buildings and trees တွေရဲ့အဝေးမှာထားတယ်အဲ့တော့ near ဆိုတဲ့အတွက်မှားသွားတာပဲဖြစ်ပါတယ်ပြန်ပြင်မယ် rain gauges are placed away buildings and trees 3
Rainwater flows through the funnel into the outer container. မိုးရေတွေကတဲ့ဒီကတော့လေးရမှာတဆင့်ပြင်ပခွက်ထဲကိုဝင်သွားပါတယ်တဲ့စီးဝင်သွားပါတယ်တဲ့တစ်ချက်ပြန်စဉ်းစားကြည့်ပါ true or false false ပါဘယ်စကားလုံးလေးကြောက်လဲ outer container ဆိုတဲ့စကားလုံးလေးကြောက်မှာတကယ်တော့ဖန်ပြုံကျင်းလေးတဲကိုတဆင့်ဝင်ပြီးွားမှာဖန်ပြုံကျင်းထဲမှာမိုးရေတွေပြည့်သွားပြီဆိုတော့မှ outer cylinder တဲကိုကြာမှာပဲဖြစ်ပါတယ်ဒါကြောင့် outer container နေရာမှာ narrow cylinder ဆိုပြီးတော့ပြန်ပြင်ပေးရပါမယ်Number 4. The mercury level decreases when the temperature falls. အပူချိန်ကျသွားတဲ့အချိန်မှာပြဓာ level ကလည်းလျော့ကျသွားပါတယ်တဲ့။ပြန်စဉ်းစားကြည့်မယ်။စာပိုက် passage ထဲမှာဆိုရင် mercury level အပူချိန်မြင့်ရင် mercury level မြင့်မယ်။အဲ့တော့အပူချိန်ကျရင် mercury level လည်းကျမှာပေါ့။ဒါကြောင့် true. The caps or wing gauges show the wind speed. နော်ဒီ wing gauges ရဲ့ခွက်ကလေးတွေကတဲ့လေတိုက်နှုန်းကိုပြပါတယ်တဲ့အဲ့တော့တစ်ချက်လောက်ပြန်စဉ်းစားကြည့်မယ်လေတိုက်နှုန်းကိုပြတာဟုတ်သလားမဟုတ်ဘူးလား false မှားပါတယ်ဘယ်စကားလုံးလေးကြောင့်လဲဆိုရင် the cups ခွက်လေးတွေကြောင့်ပြတာမဟုတ်ပါဘူးခွက်လေးတွေကပြတာမဟုတ်ပါဘူးဘာကပြတာလဲ the dial နော်ဒိုင်ကွက်ကပြတာဖြစ်ပါတယ် the dial or wind gauges show the wind speed နော်အဲ့တော့လေတိုင်နှုန်းကို wind gauges ရဲ့ဒိုင်ကွက်တွေကပဲပြတာဖြစ်ပါတယ်ဒီမှာဆိုရင်နော်စာရိုက်ထားတာ dial မှာ s လေးကျန်ခဲ့ပါတယ်ဒါလေးသတိပြုပေးပါဒီမှာ s လေးကျန်ခဲ့ပါတယ် the dials or wind gauges show the wind speedဒါလို့ဖြစ်ရမှာပေါ့နော်Number 4 answer the following questions အောက်ပါမေးခွန်းများကိုဖြေပါတဲ့ဒီမှာမေးခွန်း၅ပုဒ်ရှိတယ် Where can you usually find weather vanes 2 What do rain gauges show 3 What does a wind gauge consist of 4 What is the simplest kind of thermometer 5 Which weather instrument measures the speed of wind အဲ့တော့မေးခွန်းလေးတွေဖြေမယ်ဆိုရင်အရင်ဆုံးမေးခွန်းလေးတွေအရင်ခွဲကြည့်အောင်နော်Where can you usually find weather vanes? Where က question word မေးခွန်းစကားလုံးလေးဖြစ်ပါတယ် Can having verb You subject Find main verb အဲ့တော့ဒီကျမတို့ဒီ question word ကိုပြန်သုံးစရာမလိုဘူးအဲ့တော့ weather vane ကိုများသောအားဖြင့်ဘယ်နေရာမှာတွေ့နိုင်တယ်လဲလို့မေးရတာဖြစ်တဲ့အတွက် place ကိုဖြေရမယ် having verb come ကို subject နောက်ကိုပို့မယ်အများကိုကိုစားပြုပြီးဖြေမယ်ပေါ့နော် we can usually find weather vanes လေးညွှန်တဲ့နော်တစ်ဖက်ပုံလေးကိုမြင်အောင်လိုက် weather cop လေးအဲ့တော့ခေါင်မိုးတွေနော်အစာအုပ်တွေရဲ့ခေါင်မိုးတွေအိမ်ရဲ့ခေါင်မိုးတွေပေါ်မှာထားပါတယ်အဲ့တော့စာပိုက်ထဲကအတိုင်းဖြစ်မယ် we can usually find weather vanes on the roofs of buildingsဒါလိုလေးဖြည့်ပေးမယ်ပေါ့နော်ဒါ place လေးကိုဖြည့်ထားတာဖြစ်ပါတယ်အဲ့တော့ number 2 what do rain gauges show what question what မေးခွန်းစကားလုံးလေးဖြစ်တဲ့ do having verb rain gauges subject show main verb အဲ့တော့ question what က what နဲ့မေးထားတာဖြစ်တဲ့အတွက်နော်ဒီမှာကြည့်လိုက်တော့ subject လေးလည်းပါတယ်ဒါဆိုရင်ကျမတို့ object နေရာမှာဖြည့်ထည့်မယ်အဲ့တော့ do ကိုဖြုတ်မယ် do ကိုပြန်သုံးလို့မရဘူး do that did ဆိုရင် having verb do that did ဆိုဖြုတ်ပေးရတယ်အဲ့တော့ main ဘက်မှာသွားပြောင်းလဲမယ်နော် do ကိုဖြုတ်ရင် verb 1ဖြစ်တယ် original verb 1ဖြစ်တယ်လုံးဝ s ရပေါင်းလို့မရဘူးเนาะ verb 1အများလဲဖြစ်တယ်သူက subject ကလည်းများတာဖြစ်တဲ့အတွက် verb ကလည်းများတယ်အဲ့တော့ do ကိုဖြုတ်ပြမယ်ဒါဆိုရင် main ဘက်ကဒီတိုင်းပဲ dash ကိုဖြုတ်ရင် main ဘက်မှာ ses ပေါင်းပေးမယ် did ကိုဖြုတ်ရင် past tense ဘတ်တူဖြစ်တဲ့အတွက်ဒီမှာဆိုရင် past tense ဘတ်တူလေးပြောင်းပေးမယ်เนาะအဲ့တော့ what နဲ့မေးထားတဲ့ subject ပါတဲ့အတွက် object နေရာမှာအဖြစ်ထည့်ပေးရမယ် rain gauges တွေကဘာတွေကိုပြသတယ်လဲဒါမိုးရေချိန်တိုင်းကရိယာဖြစ်တဲ့အတွက်မိုးရေချိန်ပမာဏကိုပြသမှာပေါ့ rain gauges show the amount of rainfall 3 What does a wind gauge consist of ဒါဆိုရင် wind gauge မှာဘာတွေပါဝင်လဲပေါ့နော်အဲ့တော့မေးခွန်းလေးရင်ခွဲမယ် what question what does have involve a wind gauge subject consist of main verb
အဲ့တော့ဒါလည်း what မေးခွန်းလေးပဲဖြစ်ပါတယ် subject ပါတယ် object နေရာမှာဖြစ်ထည့်မယ်ဒီမှာ having verb does ဖြစ်တဲ့အတွက်ဖြုတ်မယ် does ကိုဖြုတ်တဲ့အတွက် main verb consists of မှာ s လေးပေါင်းပေးမယ် a wing gate မှာ consists of ပါဝင်ပါတယ်ပါဝင်တာလေးတွေကတော့ four caps ခွက်လေးခွက် and a dial ဒိုင်ခွက်တစ်ခွက်ပါဝင်ပါတယ်နော်ဟို mobile chef တွေပါတယ်ထည့်ဖြည့်ခြင်းလည်းရတယ်ပေါ့နော် forecast and a dial အဓိကဟာလေးကိုထည့်ပေးလိုက်ရင်အဆင်ပြေပါပြီ What is the simplest kind of thermometer simplest kind of thermometer thermometer အရိုးရှင်းဆုံးအမျိုးအစားပေါ့နော် thermometer မှာအရိုးရှင်းဆုံးအမျိုးအစားကဘာလဲဒီလိုမေးတယ် question word က what having verb က is subject က the simplest kind of thermometer ဒါဆိုရင်အရိုးရှင်းဆုံးကတော့ဖြတ်ထား thermometer ပဲလေဒါကြောင့် the having verb is ကို subject နောက်ကိုပို့မယ် the simplest kind of thermometer is the mercury thermometer ဒီလိုမေးခွန်းပုံစံမျိုးလေးဆိုရင် the mercury thermometer is the simplest kind of thermometer ဆိုပြီးတော့လည်းဖြေလို့ရတယ်ဘာကြောင့်လဲဒီမှာဆိုရင် subject ပိုင်း object နေရာမှာပဲ what မေးခွန်းမှာ subject ပိုင်း object နေရာမှာဖြေရမယ်လို့ပြောထားပေမဲ့ဒီလိုမေးခွန်းပုံစံမျိုးကကြတော့အဖြေနှစ်မျိုးစလုံးရဲ့အဓိပ္ပာယ်ကလည်းတူတယ် For example, the simplest kind of thermometer is the mercury thermometer. The mercury thermometer is the simplest kind of thermometer. အဲ့လိုဖြေတဲ့အခါကျရင်နှစ်မျိုးစလုံးရဲ့အဓိပ္ပာယ်အတူတူပဲဟို sentence structure ပေါ့နော်ဝါကျတိဆောက်ပုံလေးပဲပြောင်းလဲသွားမယ်။ဘာကြောင့်အရှိနောက်ဖြေလို့ရလဲဆိုရင် same information လို့ခေါ်တဲ့အကြောင်းအရာတွေတူညီနေတယ်ပြီးသွားလို့ရှိရင်subject နဲ့ complement ဖြည့်ဆွတ်ပုံပေါ့နော်ဒါကိုနေရာချင်းလဲပြီးဖြေလို့ရတယ်ဒီမှာဆိုရင် the mercury thermometer ကအဖြေတော့မှန်တယ် sentence structure ရဆိုသူဒီ complement ဖြစ်တယ် complement ဖြစ်တဲ့အတွက်အရှိအနောက်နေရာချင်းဖလှယ်ပြီးတော့ဖြေလို့ရပါတယ်နော်ဒါလေးကတော့ကြုံကြိုက်လို့ပြောသွားတာပဲဖြစ်ပါတယ်5 Which weather instrument measures the speed of wind Which weather instrument? Question what? Measures main verb. ဒါဆိုရင်ဒီမှာ subject မပါဘူးနော် subject မပါတဲ့အတွက်ကျမတို့ subject နေရာမှာအဖြေထည့်ပေးရမယ်အဲ့တော့ which weather instrument နေရာမှာအဖြေထည့်မယ်ဘယ် weather instrument က the speed of wind လေရဲ့အမြန်နှုန်းကိုတိုင်းတာတယ်လေဒါဆိုရင်လေတိုင်နှုန်းပြကရိယာ wind gauge ပေါ့ a wind gauge measures the speed of windအဲ့တော့လေတိုင်နှုန်းပြကရိယာကလေတိုင်နှုန်းကိုတိုင်းတာပါတယ်ဒီလိုလေးမေးခွန်းလေးတွေခွဲပြီးတော့ဖြည့်ပေးပါနော်ဟိုကိုယ်စာအုပ်လေးထဲမှာကိုခွဲပြီးတော့ဖြည့်ပေါ့နော်ဒါဆိုရင်ဒါလေးကတော့မေးခွန်းနဲ့အဖြေရှင်းရှင်းလင်းလင်းတွေ့ရအောင်လို့ဖြည့်ပြထားခြင်းပဲဖြစ်ပါတယ် Grade 7 English Unit 11 Lesson 2လေးကတော့ဒီသင်ခန်းစာမှာအဆုံးသတ်သွားပါပြီကျေးဇူးတင်ပါတယ်